ကဲပရိသတ်ကြီးတွေအားလုံးမင်္ဂလာပါခင်ဗျမတွေ့တာကြတော့အခုကျွန်တော်ဒီနေ့လှုပ်ဖြစ်တဲ့အလုပ်လေးပေါ့နော်ဒါလေးကကျွန်တော်တို့ခေါင်းဆောင်အမှကျွန်တော်တို့ခေါင်းဆောင်နဲ့အတူတူလှုပ်ဖြစ်တဲ့အလုပ်လေးပေါ့ဟိုပစ္စည်းတွေဟိုရွှေ့ဒီရွှေ့ပေါ့ဆရာသမားကဒီနေ့စိတ်တွေညစ်နေတာဟိုကျွန်တော်တို့လိုင်းကောင်းထဲမှာနေတဲ့တငယ်ချင်းတွေတန်ရှင်းမလုပ်လို့ဆိုပြီးတော့အခုတန်ရှင်းကိုအတင်းလုံးခိုင်းလောက်ခိုင်းနေတာဒါကျွန်တော်တို့ဒီဆော့လို့ရမယ်နေ့တိုင်းလောက်ရမယ်ပုံမှန်အလုပ်လေးပေါ့ဒါဆိုရင်ကျွန်တော်တို့လိုင်းကောင်းဖောက်တဲ့ပဲရောက်နေပြီဒီရဆိုရင်ကျွန်တော်တို့ဒါကျွန်တော်ကတော့အောက်မှာပေါ့လှိုင်းကောင်းအောက်မှာပေါ့ဒါကျွန်တော်တို့ဖောက်တဲ့အတူကြီးနဲ့ကြီးပေါ့ဒါပေါ်ကနေပြန်ပြထားတာပေါ့ဒါဘဟုတုတ္တမြအနေနဲ့ကျွန်တော်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်နော်ကျွန်တော်လုပ်ရတဲ့အလုပ်ပေါ့ဆော့လို့ရလုပ်ငန်းခွင်မှာပေါ့ဟုတ်ဆရာသမားပြမနေ့မတရက်ကိုမခိုင်းမတရက်ကိုနေမခိုင်းကောလုံးခိုင်းတော့တာပဲရှိသမျှအလုပ်တွေကသူကအပေါ်အောက်ကောကျွန်တော်တို့ဒါမနက်စောစောစီစီလောက်ဖြစ်တဲ့အလုပ်လေးပေါ့ဒါကျွန်တော်တငယ်ချင်းနဲ့အတူဒါကျွန်တော်တို့ဆိုင်းဘုတ်တွေဆိုရင်လည်းမြန်မာလိုရေးထားတာဆရာသမားစလိတ်တော့